cherry ပြောနေတာဘာလဲဆိုတော့ cherry မနေ့ကပေါ့နော်တော်ကြီးပျောက်သွားတယ်ပေါ့နော်ဘာလို့မနေ့က cherry ပျောက်သွားတာလဲဆိုတော့ဒီပြောပြရမယ်ဆိုရင် cherry ခုနှာလည်းပေါက်နေတော့စီညာလည်းစီးနေတယ်မနေ့က cherry ဗီဒီယိုတင်ဖို့ပါပဲဒါပေမဲ့ cherry အဲ့ရထားတာနောက်ရတာနဲ့ပြီးတော့ cherry ဘာလို့ cherry ဒီဘာလို့ပျောက်နေလဲဆိုတော့ view ကြီးစောနေတာနဲ့လောင်နေတာနဲ့ပေါ့နော်ပြီးတော့ broad strike ကတော့တိတ်မစောဖြစ်ဘူးပြီးတော့မနေ့က star go event လည်းရှိပါတယ်အဲ့တောင် event စောတာအဲ့တောင် event စောနေတာနဲ့အရာကျွန်တော်ဖြစ်တော့နော်ဒီနေ့ဒီ game view တင်ဖို့ပဲဒါပေမဲ့ဒီညကမချိန်မအိတ်လည်းမအိတ်ထားဘူးတာကို event ရှိတော့ပြီးတော့ကျတော့ချိန်တို့အခန်းမှာကွာအဲကုန်းက16ကွာအမြင်ဆောက်ထားတယ်ကွာအဲကုန်းကလည်းအေးတော့ cherry ထားနေစီးပါဖြစ်ပါတယ်ပြီးတော့ cherry ကဒီပြောပြရမယ်အဲ့တော့ကလည်းဘေးကလည်းရှိရရှိတယ်ဒါပေမဲ့အရင်မရှိတော့ဘူးပေါ့နော်အဲ့တော့ cherry ပြောနေတာကပေါ့ဒီခုက video တင်နိုင်သေးဘူးဒါပေမဲ့နောက်ကြလို့ရှိရင်တော့နေမှာ yeah bye bye